ဒီထက်ကလိမ်မောင်လေးကိုမင်းစမ်းပြပေးလိုက်တယ်နော်ရှိမှလေခေါင်းသုံးခေါင်းလေးအပူပါတယ်နော်ပြီးတော့ဘတ်ဂျိုးလေးနဲ့လည်းအလုံးလုံးတယ်ရှင်မတဲသားလေးနဲ့သူကလေကုတ်တဲ့ကော်တဲ့ဟာလေးကမတဲသားလေးနဲ့လုပ်ပေးထားတယ်နော်ဒီနေ့ကလည်းဗီဒီယိုလေးကိုတင်ပေးထားရနော်ဒီနေ့ကတော့စမ်းပြီးတော့မောင်ပြရဲ့ဗီဒီယိုလေးတင်ပေးလိုက်တာပါရင်ငွေလေးလည်းထွက်မယ်မီးလေးတွေလည်းလင်းတယ်ပေါ့နော်ဘက်ထရီလေးကိုပို့ပြီးတော့အားကြကြသုံးကျင်နေဆိုရင်တော့ဒီရင်ငွေထွက်တာလေးနဲ့မီးဖွင့်တာလေးကိုပိတ်ပြီးတော့သုံးရင်တော့ပို့ပြီးတော့ကြကြလေးအသုံးခံပါတယ်နော်ဒီကလည်းလိုချင်လဲငွေတွေလည်းအများကြီးဟိုလိုမျိုးကြီးမသုံးချင်ဘူးဆိုရင်တော့ဒီကားလေးရမယ်ရှင်အယောင်ကာလာလိုင်းက2ယောင်လာမယ်နော်ဒီလိုမျိုးလိမ်မော်ရောင်လေးနဲ့အစိမ်းရောင်ဆိုပြီးတော့2ယောင်ရတယ်ရှင်2ယောင်လုံးဆိုင်မှာ install တွေရှိပါအောင်မယ်နော်အရေးတော့အများကြီးမကြံတော့ပါဘူးရှင်လိုချင်တယ်ဆိုရင်တော့အမြန်လေး CP မှာ order လာတင်လိုက်တော့နော်မောင်းတက်သလိုမင်းစမ်းပြီးတော့မောင်းပြပေးထားပါတယ်ရှင်အားလုံးပဲနောက်ပြီးတော့ပြန်လဲဆုံတွေ့ပါမယ်နော်ဒီဘက်ကနေပြီးတော့လဲတက်ပြီးမောင်းလို့ရမယ်နော်ကဲဒီမှာနော် site ကလေးမြင်အောင်လို့မင်းကင်ပြလိုက်တယ်ရှင်ရမှုလေးကတော့ဒီမှာသူ့ရဲ့ပစ္စည်းအပိုလေးကတော့ဒီလိုဘူးပေါက်စင်းနဲ့လာတယ်ရှင်တကယ်လေးကတော့ဒီလေးကနေပြီးတော့ဖွင့်ပြီးထည့်ရမှာပဲဖြစ်ပါတယ်ကဲပြီးတော့နောက်ထပ်တစ်စီးမောင်းပြမယ်နောက်ပြီးတော့ပြန်လဲဆုံးလို့မယ်တတား